ဂျပန်မှာဘယ်အဆောက်အဦကအမြင့်ဆုံးလဲဆိုတာသိကြလား Tokyo Skytree လို့ထင်နေတော့မှားသွားပါပြီဆိုတော့ဆက်ကြည့်လိုက်အောင်ဂျပန်မှာအမြင့်ဆုံးက Tokyo Skytree ဆိုပေမဲ့တာဝါသဘောအရ structure ဖြစ်ပြီးတော့လူနေထိုင်တဲ့အဆောက်အဦမဟုတ်ပါဘူးဂျပန်မှာလက်ရှိအမြင့်ဆုံးအဆောက်အဦကတော့ Azabuda Hill Mori JP Tower ဖြစ်ပါတယ်ဒီအဆောက်အဦကတိုကျိုမြို့မှာတည်ရှိပြီးတော့330မီတာအမြင့်ရှိပါတယ်2023ခုနှစ်မှာပြီးစီးခဲ့တာဖြစ်ပြီးတော့ဂျပန်ရဲ့ခင်မီအဆောက်အုံတွေထဲမှာအမြင့်ဆုံးဖြစ်ရတည်နေပါတယ်။ဒီ building ကအလုပ်ရုံးခန်းနဲ့လူနေစားသောက်ဆိုင်တွေပါဝင်တဲ့ building တစ်ခုဖြစ်ပြီးမြင်းကလေးများတဲ့ဂျပန်မှာပါအန္တရာယ်ကင်းမှုအတွက် safety နည်းပညာပိုင်းအရန်ခံမှာအောင်ဒီဇိုင်းဆွဲထားပါတယ်။လက်ရှိမှာအမြင့်ဆုံးဆိုပေမဲ့2029-28လောက်မှာပြီးစီးဖို့စီစဉ်ထားတဲ့ Torch Tower ဆောက်လုပ်ပြီးစီးရဲ့ချိန်ကြရင်တော့390မီတာနဲ့အမြင့်ဆုံးဖြစ်သွားမှာပါ။ဒီနေ့ဗီဒီယိုတော့ဒီမှာပဲဆုံးသတ်လိုက်ပါရစေဆိုတော့နောက်ဗီဒီယိုမှာပြန်တွေ့ကြအောင်